ကတော့ဒါပင်လယ်စာလေးနဲ့ပေါ့နော်ပင်လယ်စာနဲ့ဟိုတပွဲမှာသူက9000ပြီးတော့စက်သားဝက်သားနဲ့ဆိုလည်းရတယ်စက်သားဝက်သားဆိုတော့4000ပေါ့နော်အားလုံးပဲမင်္ဂလာပါရှင်မေဖူဒီဘလော့ကနေကြိုဆိုပါရှင်မေကပေါ့နော်ဒီနေ့တောင်မွေကိုရောက်တော့နက်စာကိုဘိတ်ကကြီးကကြော်လေးစားချင်လို့မလို့ဒီမှာမေကဒီမှာရွှေဘိတ်ဆိုရယ်ဘိတ်ကကြီးကကြော်ဆိုင်လေးကိုရောက်ရှင်နေဖြစ်ပါရဲ့ရှင်ဒီဆိုင်လေးရဲ့ဆိုင်လေးစာလေးကတော့မေကိုတောင်မွေချောင်းညောင်တတိပဒံလမ်းနဲ့ဓမ္မဒါနလမ်းတောင်မှာရှိတဲ့ရွှေဘိတ်ဆိုရယ်ဘိတ်ကကြီးကကြော်ဆိုင်လေးပဲဖြစ်ပါရဲ့ရှင်ဒါလေးကတော့မိမထားတဲ့ဘိငပိနဲ့ဝတ်သားနဲ့ကြော်ထားတဲ့ငပိသမင်းကြော်လေးပဲဖြစ်ပါရဲ့ရှင်။တွေ့ဘိတ်မှာအခုလိုမျိုးဘိတ်ကလာတဲ့ဘိငပိလည်းရောင်းပါရဲ့ရှင်။လူဘူးကြီးတပူးက1000ခွဲနဲ့ဘူးသေးတပူးကတော့9000ကျပ်ပဲဖြစ်ပါရဲ့ရှင်။ဒါတော့အခုမိမထားတဲ့ဘိတ်ကကြီးကကြော်ပင်လယ်စာလေးနဲ့သူကတပွဲမှာပင်လယ်စာနဲ့ဆိုမှတပွဲမှာ9000ပေါ့နော်။ရန်တန်တော့ပဲ။စားပါအောင်ရှင်။ဘိတ်ကကြီးကကြော်စားချင်တယ်ပေါ့နော်အခုကအမွေရောက်တော့မနှက်စာနေနဲ့ဘိတ်ကကြီးကကြော်စားပြတယ်ညစာလည်းမစိုးဘူးပင်လယ်စာနဲ့မှ9000ပြီးတော့စက်သားဝက်သားနဲ့ဆိုလည်းရတယ်စက်သားဝက်သားဆိုတော့4000ပေါ့နော်အားတော့ဝက်သားနဲ့ကြော်ထားတဲ့ငပိသမင်းကြော်ဘိတ်ငပိနဲ့ကြော်ထားတဲ့ဝက်သားသမင်းငပိသမင်းကြော်ပေါ့နော်စားပါအောင်ရှင်မွေးလေးရတာလေးကလည်းမစိုးဈေးလေးကလည်းတန်းတယ်ဘနောက်ဖွင့်တာလည်းနှစ်ပေါင်း20ရှိသွားလေတန်းတစ်ခုလည်းကြားမြင်နေငပိသမင်းကြော်ဆိုပြောလဲလေငပိရတာကြီးလေးလေးနဲ့နန်းနန်းချင်းပေါ့ပုံမှန်တရုတ်သမင်းကြော်ရဲ့အရာသာလေးကိုငပိနဲ့နည်းမွေးလေးနဲ့အရာသာလေးကအဲ့လိုမျိုးပေါ့ဒီဘယ်လိုပြောဒီနဲ့စားလို့ကောင်းတာပင်မာတိုင်းပရှုသမင်းကြော်ပေါ့နော်သူကကြတော့ပင်လယ်စာနဲ့ကတော့ဒါပင်လယ်စာလေးနဲ့ပေါ့နော်ပင်လယ်စာနဲ့ဟိုတပွဲမှာသူက9000ပရှုသမင်းကြော်ဆိုပြောလဲလေပြင်မမေးရင်စားခဲ့တဲ့ပရှုသမင်းကြော်ဆိုတော့ချင်းချင်းလေးနဲ့အဲ့လိုဆက်ဆက်ကြီးနဲ့ပေါ့နော်ဟိုအရာသာကြီးဒါကြတော့မဟုတ်ဘူးပုံမှန်တရုတ်သမင်းကြော်လေးကိုဒီတိုင်းဘယ်လိုပြောမလဲနည်းအသက်ရဲ့ရှင်းတင်းတင်းရတာလေးပဲပါတယ်အရင်အချင်းကြီးရရဲ့စက်ကဲရမပါဘူးစမ်းအန်ဒီကမြို့နည်းနည်းလေးအခမ်းလာတယ်ဒီဆိုင်မှာလေကော်ပြန်စိမ့်နေလေရတယ်ဒါပေမဲ့ဒီနေ့ကတော့မေးသွားဆိုင်ရတယ်မရခဲ့ဘူးနော်အခြားနေ့ဆိုတော့ကော်ပြန်စိမ့်နေလေရတယ်ပုံမှန်များစားကြများတော့ဘိတ်ကကြီးကကြော်တယ်ခုလိုသမင်းကြော်ကြီးစားကြများတယ်ရုပ်သမင်းကြော်အချိုလေးရတယ်ဒါမေးဘယ်လိုလဲဒီနားမှာပဲသုံးတက်လာမှာပေါ့နော်နောက်ဘယ်လိုမှပြန်ဆုံးပြမယ်အားလုံးပဲအတား